ဒူနာနေပြီဆိုလို့ရှိရင်စိတ်ကမပြဘဲနဲ့ကိုယ့်အသာကိုအိမ်မှာဘဲလှုပ်လို့ရတဲ့အနီးလန်း9ခုကြာကိုကျွန်တော်ပြပေးမယ်ပထမချက်ကကြတော့ဒါနားယူဖို့ဖြစ်တယ်ဆိုတော့ဒူကောင်းကအရန်နာနေတဲ့အချိန်မှာအနားယူလိုက်လို့ရှိရင်တချို့တွေမှာတက်တာသွားတာမျိုးရှိတယ်အဲ့တော့အနားယူဖို့လိုအပ်တယ်သူတစ်ပြည့်အလေးပင်နေမလို့မရအောင်အလေးပင်နေမရင်ဒူကောင်းနာတာပို့ပြီးတော့စိုးလိုက်မယ်ဒါပထမချက်ဖြစ်တယ်ဒုတိယချက်ကကြတော့ရေခဲကတ်တာဖြစ်တယ်ရေခဲကတ်တဲ့ခါမှာအရေးကြီးတာရေခဲကိုဓာတ်ရိုက်မကတ်သင့်ဘူးရေခဲတုံးလေးတွေပဲဖြစ်ဖြစ်เนาะတခြားရေခဲအတုံးအကြီးပဲဖြစ်ဖြစ်အဲ့ဒါကို whisk လေးနဲ့ပတ်ပြီးတော့အဲ့အဝတ်ပတ်ထားတဲ့ရေခဲတုံးတွေကိုကျွန်တော်ဒီဒူးပေါ်မှာအဲ့လိုကတ်လိုက်ခွာလိုက်တစ်ခါလုပ်လို့ရှိရင်15မိနစ်20လောက်လုပ်တင်တယ်အဲ့တနေ့ကို3ချိန်4ချိန်လောက်လုပ်ပေးတင်တယ်ဒါဆိုလို့ရှိရင်လည်းဒူးနာတာကတက်တာနိုင်တယ်နောက်တစ်တတိယချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ရေခဲမဟုတ်ဘဲနဲ့ရေနွေးကတ်တာဖြစ်တယ်ရေနွေးအိတ်ကတ်တာပေါ့နော်အဲ့ကိုမှရေနွေးအိတ်ရှိရဆိုရင်ရေနွေးအိတ်ကတ်လို့ရတယ်ရေနွေးအိတ်မရှိဘူးဆိုလို့ရှိရင်လည်းရတယ်ရေတံမူးတဲ့ကိုရေနွေးထည့်ပြီးတော့ခက်နွေးပေါ့နော်အဲ့ဒါနဲ့ဒူးကောင်းကိုကတ်လို့ရတယ်ဒါပေမဲ့တစ်ခုသတိထားရမှာကကိုယ့်ရဲ့ဒူးကောင်းကရဲပြီးတော့ရောင်နေတာမျိုးဆိုလို့ရှိရင်တော့အဲ့လိုရေနွေးနဲ့မကတ်သင့်နောက်ထပ်၄ခုမြောက်ချက်ကကြာတော့ကို၄ချိန်များနေတယ်ဆိုလို့ရှိရင်ဝိတ်ရှော့ဖို့လိုတယ်ဥပမာအဖြစ်ကိုယ့်ရဲ့ဒူးကောင်းကကြီးပေါင်းဖြစ်ပြီးတော့နားနေရဆိုလို့ရှိရင် तू ကဝိတ်များလေဒူးကောင်းကပို့ပြီးတော့နားမှာအဲ့တော့ကို၄ချိန်ရှော့လိုက်မယ်ဆိုလို့ရှိရင်ဒီကြီးပေါင်းဝေဒနာကိုအထိုက်လျောက်ရော့စေတယ်အဲ့ကြောင့်မလို့ကို၄ချိန်များရင်ဝိတ်ချော့မယ်အစားဆင်ခြင်မှုလိုအပ်တာပေါ့နောက်ဆုံးအချက်အနေနဲ့ကကြတော့ဒါအားလုံးသိကြတဲ့ဒူးဆွတ်တာပဲဖြစ်ပါတယ်တကယ်လို့ဒူးကြီးပေါင်းကြောင့်နားနေတာဆိုလို့ရှိရင်ဒူးဆွတ်လို့ရှိရင်တက်တာလေးရှိတယ်ပေါ့နော်တော်တော်များတက်တာအရန်မစိုးဆိုတက်တာတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဒူးဆွတ်ကဒီသူ့ရဲ့ဒူးရဲ့ position ပေါ့နော်သူ့ရဲ့ဒူးရဲ့ alignment ကိုခေါ်မှာပေါ့အဲ့ဒါကိုသူကထိမ့်ပေးတယ်ထိမ့်ပြီးတော့လှုပ်ရှားလို့ပိုကောင်းတယ်ဒီတိုင်းတက်ဆိုင်ပိုကောင်းတယ်အဲ့တော့ဒူးကြီးပေါင်းသမားရဆိုလို့ရှိရင်နာတက်တာတယ်လို့ဆိုတယ်အားကြောင့်မလို့ဒူးဆွတ်ပြီးတော့နေလို့ရတယ်အိတ်တဲ့အချိန်မှာတော့ဒူးဆွတ်ကိုချွတ်ထားဖို့လိုအပ်မယ်ကိုသွားတဲ့အချိန်လမ်းလျှောက်တဲ့အချိန်လှုပ်ရှားတဲ့အချိန်မှာတော့ဒူးဆွတ်လေးဆွတ်ပြီးတော့နေတင်တယ်အခုကျွန်တော်ပြောတဲ့အချက်၅ချက်လုံးလုံးမှမတက်တာဘူးဆိုလို့ရှိရင်တော့ဆရာအောင်နဲ့ပြဖို့လိုအပ်ပါတယ်အထူးသဖြင့်ဒူကောင်းပို့ပြီးတော့နားလာမယ်ဒူကောင်းတွေအရန်ရဲပြီးတော့အရန်ရောင်မခံမရနိုင်အောင်ဖြစ်နေမယ်အလုပ်ပြက်ကင်ပြက်ဖြစ်မယ်နောက်အဖျားတွေပါတက်မယ်နော်ပုံစံမှာပြက်သွားမယ်ဒူကောင်းကြီးကကြည့်လိုက်လို့ရှိရင်ပုံစံမမှန်ဘူးခံစားရတယ်နော်ခြေထောက်တွေပုံစံမမှန်ဘူးခံစားရတယ်ဆိုလို့ရှိရင်တော့ဒါဆရာအောင်နဲ့ချက်ချင်းပြဖို့လိုအပ်ပါတယ်အဲ့တော့ video file လေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်